ဒီနေ့ကတော့စပစ်တီးတဲ့အရန်ပေါ်တဲ့အရန်တီးပါဒါမှတချို့ဟာရောညက်ထုတ်လိုက်ရမလို့လဲဆိုတော့တခြားအသီးတွေကိုပြန်ပေးဖို့အတွက်အားမရှိမှဘူးလို့ဆိုပြီးတော့မှတချို့ဟာရောညက်ထုတ်လိုက်တယ်အဲ့တော့ပါတာအကြီးဆုံးခိုင်ဒီကြည့်လိုက်မှတက်တော့မှာ I'm going to taste water sour ရုပ်ဒီစားချုံမုန်းနဲ့တွေ့နေတာတော့ပဲသူကလူတဲ့ချင်ရတာချင်တယ်ရင့်သွားရင်တော့ချုံမချင်တယ်ဒါချန်နေရစပစ်တီးပါ strawberry လေးတက်ကြည့်ပါမယ်ဒီမှာ strawberry ဒါ is it the first time I found this plant Yeah, I think so. ကြီးပဲတက်လာတဲ့ခူလို့ရပြီခူရမယ် bye bye ဒါဒီတခုနော်ဟိုဘက်မှာတစ်လုံးရှိရလားအမှတစ်လုံးပြမယ်ဒါကျွန်တော်တို့စိုက်ထားတဲ့ဟာဝါဗါလဲလဲဆက်ဒါ organic အသီးတွေပါ strawberry တွေပါရှင်နှလုံးရပြီဒီနေ့ကနှလုံးစားရမယ်အော် Oi! ဆက်ကြပါအောင်ရှင် It's like cho chin chin. It's sweet a little and a little bit sour, but I like it. Mi piace tantissimo, mamma mia. Mamma mia. So good. You don't want to wash it, babe? No. Siamo di ha organic tea so. Cho chin chin လေးနဲ့အရင်စားလို့ကောင်းပါတယ်။ကိုပင်မှာကိုလည်းလက်ဆက်ဆက်လေးကိုပြီးတော့စားရတဲ့ feeling ကဘာနဲ့မှမတူဘူး။ဒီများတွေကယူရိုပြလို့ရှိရင်ဟိုညံသွားလဲဒီညံသွားလဲ။ဒါတော့ဖြူရဒီမှာရောက်လာတဲ့ခါကျရင်တော့အသီးခူးရပဲရှင်လို့မြင်ရမှာပေါ့နော်။အသီးခူးတဲ့အပင်ဆိုင်တယ်။ရန်ကောင်းကျေးဇူးပါဘိုင်ဘိုင်